ဆိုတော့အလုံးဝမင်္ဂလာပါချွေပတ်ဒီနေ့မှာတော့ချွေကပေါ့နော် ID မလို့အင်လေးဆက်ပဲဖြစ်ပါတယ်စောက်ထားတာပေါ့နော်စောက်ပြမှာမဟုတ်ပါစောက်ထားတာပါကဲဒါဆိုဂဲဟုံးနဲ့ဝင်ပြီးတော့အဲ့ကဘေးနားလေးမှာပေါ့နော်ဒီကအပေါ်ထက်ခိုးတော့တဲ့နေရာလေးပေါ့နော်ဒါလေးတော့ချွေစောက်ထားတဲ့အင်္ဂလိပ်ပါโอเคချွေစောက်ထားတဲ့အင်္ဂလိပ်တိတ်ပြီးတော့ပစီအများကြီးတော့မထည့်ထားဘူးပေါ့နော်ဒါဆိုလို့ရှိရင် desk ခုံလေးတော့ထည့်ထားရဲဘွိုင်းအစားတောက်တွေခါဖို့ desk ထည့်ထားရဲဘွိုင်း sofa လေးထည့်ထားရဲပြီးသွားလို့ရှိရင် bed အိပ်ယာလေးထည့်ထားရဲအိပ်ယာလေးကိုမှဆိုတော့ဒီမှာလေးရဒီလိုလေးဝင်လို့ရအဲ့ကအိပ်ယာလေးထည့်ထားရဲပြီးသွားလို့ရှိရင်ဆိုဘယ်ထည့်ထားလဲဆိုတော့အဲ့ white board လေးထည့်ထားရဲ white board ထည့်ထားပြီးတော့ဘာလေးထည့်ထားလဲ toilet လေးထည့်ထားဒီ toilet ကဆိုချေရသိပြီးတော့လောက်တော့ဘူးပေါ့နော်ခြေတော့ကိုယ်လောက်တဲ့သူပဲလောက်လိုက်တာဟာဒီမှာပေါ့နော်ဒါလေးကတော့ toilet လေးပါဒီချိုးခန်းကတော့မပါဘူးပေါ့နော်ဒီချိုးခန်းကတော့အောက်မှာရေချိုးလို့ရတယ်ပေါ့နော်ခြေကတော့ဒါလေးကတော့နှစ်ထပ်ပုံစံမျိုးလေးပေါ့နော်အပေါ်မှာအဲ့လိုလေးရတော့ဂရီကနှလုံးထည့်ပေးထားတာပေါ့နော်အဲ့လိုရတယ်ဒါဆိုလို့ရှိရင်တော့ဒါလေးကတော့ချိတ်အင်္ဂလိပ်ပါစတော့ဒီအင်္ဂလိပ်ကိုလိုက်ဒါလေးကအရင်လှတဲ့ပေါ့နော်လှရတယ်တော့ပါဒါမဲ့ဆိုရင်ပြစ်စရနဲနေတော့တိတ်တော့မလှအောင်ဖြစ်နေပါလေကဲအားလုံးကိုချစ်ချူပေးတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ပဲဗီဒီယိုတွေမှာတွေ့ရအောင်